ယောဂီတို့ယောဂဝေဒနာတစ်ခုခုဖြစ်တဲ့ဆိုရပါလို့ရဲ့ဒီယောဂဝေဒနာတစ်ခုခုဖြစ်တဲ့အခါအဲ့ဒီယောဂဝေဒနာကိုဒီအာနာပါနပရိပါကနမိတ်တိရလာတဲ့အခါအလင်းတန်းနေရလာတဲ့အခါအဲ့ဒီအလင်းတန်းဖြင့်ယောဂဖြစ်တဲ့နေရာကိုထွင်းဖောက်ပြီးတော့စိုက်ရှုလိုက်ရင်အဲ့ဒီယောဂတွေဟာယောဂီတို့ပျောက်သွားနိုင်တယ်နားလည်ပြီနော်ဟိုတော့ကဦးဇင်းတို့ကျောင်းမှာဒီအသက်ကင်ဆာဖြစ်တဲ့အမျိုးသမီးတယောက်လာပြီးတော့တရားကျင့်မှုတယ်ဆရာဝန်တွေကလည်းအသက်ကတဖြည်းဖြည်းကင်ဆာဆဲတွေကြီးထွားလာတော့ရက်60ပဲနေရတော့မယ်လို့ပြောလိုက်တယ်အဲ့ဒီအမျိုးသမီးကအသက်အဖြစ်တော့30ကျော်40လောက်လို့ခန့်မှန်းရပါတယ်ရောက်လာတော့ငိုးလာတယ်သားမိ2ယောက်ရောက်လာကြတယ်ရောက်လာတော့ဦးဇင်းကတော့ဒီတရားကျင့်ပြီးတော့ကုကြည့်ပါပေါ့တရားကစောင့်ရှောက်ပါတယ်အခုယောဂီကအရက်60ပြည့်ရင်သေရမှာဆိုတာသိနေတော့ဒီအရက်60လုံးလုံးကိုတတိမလွတ်အောင်မှတ်ပါတတိတစ်ချက်မှမလွတ်ပါစေနဲ့ဒီထွက်လေဝင်လေကိုနားလည်ပြီနော်ယောဂီတို့အဲ့ဒါအရက်60အတွင်းသေရမှာဆိုတော့သေမဲ့ရဲ့ဒီယောဂီကသိနေပြီဦးဇင်းတို့ကသေမဲ့ရဲ့မသိရသေးဘူးခမည်းကသိနေတော့ကျွတ်တို့တဲ့သားနေပြီလို့အဲ့တော့ဒီအရက်60လုံးလုံးကိုတတိတစ်ချက်မှမလွတ်အောင်မှတ်ပါတဏှာကြီးဦးဇင်းတို့အဋိဌာန်ပြီးတော့ထိုင်ခိုင်းတယ်တဏှာကြီးကိုခန္ဓာကိုယ်လည်းမလှုပ်စိတ်လည်းမလှုပ်နဲ့ဒီထွက်လေဝင်လေကိုတတိမြဲအောင်မှတ်ပါသင်ပေးတယ်သင်ပေးတော့အဲ့ဒီယောဂီကလည်းကြိုးကြိုးစားစားကျင့်တယ်သူကလည်းနောက်ဆုံးအချိန်ရောက်နေတာ哦တတိမလွတ်အောင်မှတ်တယ်လာကစားတုန်းကတော့အသက်ကကြီးနေတော့အသက်ကထောက်တော့မထိုင်နိုင်ဘူးဒီယောဂီကမထိုင်နိုင်ဘူးမထိုင်နိုင်ပေမဲ့ယောဂီထိုင်ပြီးတော့ကျင့်ဒီတတိမြဲအောင်မှအာနာပါနကမ္မထံကိုတတိမြဲအောင်မှလို့သင်ပြီးတော့တဏှာကြီးအောင်မြင်သွားတယ်ထိုင်နိုင်သွားတယ်တဏှာကြီးအောင်မြင်နောက်ထပ်တဏှာကြီးတိုးပြီးတော့သင်ပေးတယ်ယောဂီတဏှာကြီးနောက်ထပ်ဆက်တိုးကျင့်မှာနောက်ထပ်တဏှာကြီးလည်းအောင်မြင်သွားတယ်အဲ့ဒီယောဂီက9နာရီထိအောင်မြင်ခန္ဓာကိုယ်လည်းမလှုပ်စိတ်လည်းမလှုပ်ပဲနဲ့ထိုင်နိုင်သွားတယ်နားလည်ပြီနော်ယောဂီတို့ထိုင်နိုင်သွားတော့ကင်ဆာဆဲတွေကတဖြည်းဖြည်းညော့သွားတယ်ညော့သွားတော့သူ့သွားကလာတာနေတာထိုင်တာလည်းဖြက်လတ်ဖြစ်သွားတယ်သမင်းနေပါရင်လည်းစားနိုင်တောက်နိုင်ဖြစ်သွားတယ်သူကဖြစ်သွားတော့ဆရာဝန်တွေဆေးသွားပြတော့ဆရာဝန်တွေကဘာဆေးတွေတောက်လိုက်တယ်လဲလို့မေးတယ်အခုဒီအပိုင်းမှာဘာဆေးတွေသုံးတယ်လဲလို့မေးတယ်မေးတော့တောရချောင်းလေးမှာတရားသွားကျင့်တယ်ပေါ့အဲ့ဒီတရားကျင့်တာပဲရှိတယ်ဘာဆေးမှမတော့ပါဘူးပြောတော့အဲ့ဒီတရားဆက်ကျင့်ပါလို့ဆရာဝန်တွေကမှားလိုက်တယ်သူတို့လည်းကုလို့မရတော့ဘူးအဲ့ဒီတရားကိုဆက်ကိုတော့ယောဂီတို့6လသိမယ်ဆိုတဲ့အမျိုးသမီးဟာအခုတည်းမသိသေးဘူးနားလည်းပြီနော်ယောဂီတို့ဦးဇင်းတို့ဟိုးလွန်ခဲ့တဲ့15နှစ်လောက်ကဒီကလေးမလေးတရားလာကျင့်တယ်လွန်ခဲ့တဲ့15နှစ်လောက်ကကြာပြီပေါ့အခုထိသူကမသေးသေးဘူးနားလည်းပြီနော်ယောဂီတို့အဲ့တော့ဒီယောဂဝေဒနာတွေဖြစ်ရင်ဒီအလင်းတန်းတွေရရင်အလင်းတန်းတွေဖြင့်ထွင်းဖောက်ရှုရတယ်အဲ့ဒီယောဂဝေဒနာတွေထဲမှာဖြစ်နေတဲ့ဒီယုတ်ကလတ်တွေဝေဒနာတွေရှုမှတ်တဲ့စိတ်တွေဖြစ်တာချုပ်တာမြင်အောင်ရှုရတယ်နော်ဟုတ်လားယောဂီတို့ရှုရပြီလားအဲ့ယောဂတွေပျောက်ကင်းသွားတတ်တယ်နော်ဟုတ်လားအဲ့တော့မနေ့တစ်ချိန်ညတစ်ချိန်ယောဂီတို့အိမ်ပြန်ရောက်ရင်တော့တရားကိုထိုင်ကြပါလို့ဥပဒေကတိုက်တွန်းလို့ပါတယ်နော်ဟုတ်လားထိုင်ကြမလားမနေ့တစ်ချိန်ညတစ်ချိန်ထိုင်ကြမနော်ဟုတ်လားအဲ့တော့မနေ့တစ်ချိန်ညတစ်ချိန်ထိုင်တော့အချိန်သတ်မှတ်ထားရတယ်မနေ့ဆိုလဲ4နာရီထားတယ်ဆို4နာရီပုံမှန်ထားပြီးတော့တရားထိုင်ရတယ်ည6နာရီနဲ့9နာရီထိုင်မယ်ဆိုလဲ6နာရီနဲ့9နာရီတရားထိုင်တဲ့အချိန်လေးကိုသတ်မှတ်ထားရတယ်နားလည်ပြီနော်အဲ့ဒီအချိန်တွေရောက်ရင်တခြားလောကီအလုပ်တွေဘာမှမလုပ်တော့ပဲနဲ့အဲ့ဒီတရားကျင့်တဲ့အလုပ်တစ်ခုပဲလုပ်ရတယ်နော်ဟုတ်လားဒကာကြီးမိုက်တွေသဘောပေါက်လားမသိဘူးအဲ့ဒီအကျင့်ကို
နေတိုင်းကျင့်ရတယ်ကျင့်ရင်ယောဂီတို့ဒီတရားတွေကမိမိတို့ကိုအမြဲတမ်းစောင့်ရှောက်သွားတယ်အခက်ခဲဆိုတာဘာမှမရှိဘူးအန္တရာယ်ဆိုတာဘယ်သွားဘာအန္တရာယ်မှမကြုံဘူးယောဂီတို့နားလည်ပြီနော်သဘော